ဒီ terrarian လေးစလုပ်ဖြစ်တာတော့တိတ်တော့မကြသေးဘူးပေါ့နော်ရှေ့9လ6လလောက်ပေါ့လေအဲ့လောက်တော့စပြီးတော့တီးတန့်ပေါ့လုပ်ဖြစ်တာပေါ့နော်အရင်တော့ဒီဟာလေးတွေကကျတော့ဟို Google မှာပဲဖြစ်ဖြစ် YouTube မှာပဲဖြစ်ဒီဟာလေးမြင်ဘူးနေရပေါ့မြင်ဘူးနေနောက်ဟိုကျွန်တော်တို့အပင်နဲ့ကျွမ်းတဝင်ရှိတဲ့အခါကျတော့ဒီလုပ်ငန်းတစ်ခုစလုပ်မယ်ဆိုတဲ့အခါကျတော့လေအပင်တီးတန့်လည်းမလုပ်ချင်ဘူးနောက်ပြီးတော့သူများလက်ရှိနေပြီးသားအလုပ်တွေကလည်းလုပ်တယ်လည်းထပ်မလုပ်ချင်ဘူးပေါ့နော်မလုပ်ချင်တဲ့အခါကျတော့ကိုနဲ့ဟိုမြင်ဘူးနေကြရင်းနှီးနေပြီးတော့ဒီမှာမရှိတဲ့ဟာမျိုးတွေလုပ်မယ်ဆိုပြီးတော့စဉ်းစားလိုက်တော့ဒီ terrarian လေးတွေစပြီးတော့လုပ်ဖြစ်တာပေါ့နော်လုပ်ဖြစ်တော့ဟိုတယောက်တည်းဆိုလို့ရှိရင်လည်းဟိုအစင်မပြေဘူးဆိုတော့လေဟိုဒီ terrarian ကဟိုမြင်ရတာဒါပေါ့ပါလေးတွေဆိုပေမဲ့တကယ်လောက်ရတဲ့ခါကျရင်နောက်မှလောက်ရတဲ့ process တွေများတော့တကယ်ချင်းနဲ့တိုင်ပင်ပြီးတော့တူတူလုပ်မယ်ဆိုပြီးတော့လုပ်ဖြစ်တာပေါ့နော်အရင်တော့ကျတော့ကျွန်တော်ဟိုအပင်တီးတန့်လောက်တာပေါ့နော်အပင်တီးတန့်လောက်တယ်နောက်ပိုင်းကျတော့ကျွန်တော်ဟိုဆက်ကလေးတွေထည့်ပြီးတော့လုပ်တယ်ပေါ့ဆက်ကလေးထည့်တော့ဒီ terrarian နဲ့မှာထည့်လို့ရတဲ့ဆက်တွေဆိုရင်ဒီရေတကွန်ရေပန့်လေးထည့်တာပေါ့ရေပန့်နောက်ဟိုလောက်တော့မလောက်ရသေးဘူးနောက်ပိုင်းကျရင်တော့ဟိုရေငွေ့ထုတ်တဲ့ဟာလေးတွေတော့လုပ်မှာပေါ့နော်ဒါဆိုရင်ကျတော့သူကဟိုချို့ရေတကွန်လေးတွေကြိုက်တယ်လေပုံမှန်ဆိုရင်ရေတကွန်တွေပါဆိုရင်ဟိုခရီးပါထွက်ပြီးမှသွားပြီးကြည့်မှရတာဟိုရန်ကုန်မှာဆိုရင်ရေတကွန်မှမရှိတာဆိုတော့ဟိုအိမ်ထဲမှာပဲပေါ့နော်ဟိုကလေးဆိုလဲဟိုကြိုက်ကြတယ်လေဆိုတော့ရေတကွန်လေးတွေလုပ်ထားတာပေါ့ရေတကွန်ကြတော့သူကဟိုဘယ်လိုဆိုရှင်အောက်မှာဟိုဆက်ကရှိတဲ့ခါကျတော့အဲ့ဆက်ကိုမြုပ်အောင်ရေပမာဏတစ်ခုထားရတာပေါ့နော်ဒါအဲ့လိုထားတယ်ပြီးတဲ့ခါမှာဟိုရေဆိုးနေတာဟိုဝိုင်းချတန်းကိုခံနိုင်တဲ့အပင်မျိုးပေါ့ရေကြိုက်တဲ့အပင်မျိုးတွေထည့်ထားတာပေါ့bromelain ပေါ့ဒါကြတော့ဟိုမြန်မာနာမည်တော့ထွေထူးမရှိဘူးပေါ့နော်ပုံမှန်အဖြစ်တော့ဒီမှာဗဒမြားပန်းလို့ခေါ်ကြတာပေါ့ bromelain ရှိမယ်ဒီပါဗဒမြားကွက်ဒီထဲမှာဆိုရင်ရေမင်းခွာလေးတွေပါမယ်နောက်အောက်မှာဟို Anubias တွေပါမယ်ပေါ့အဲ့လိုမျိုးပေါ့ဒီ moss ကကြတော့ဒီ moss ကland moss တွေပဲ land moss တွေပေါ့နော် land moss တွေနဲ့အဲ့လိုမျိုး design လေးဆင်ထားတာပေါ့ဟိုအပြင်မှာရေတခွန်ကျနေတယ်လို့မျိုးလေးပေါ့ကျွန်တော်ကကြတော့အရင်တော့အခုပေါ့နော်လက်ရှိရောပုံမှန်လုပ်နေရပါတယ်ဆိုဟို plant tissue culture လုပ်နေရပေါ့ tissue culture ဆိုတဲ့အခါကျတော့သူကအပင်ပွားတဲ့ဟာပေါ့နော်အပင်ပွားတဲ့ဒီအပင်အကြီးတွေစိုက်တယ်ပေါ့ဒီလိုကန်နဲ့တော့မဟုတ်ဘူးပေါ့အပင်ကြီးတွေဆိုတော့အင်ဒိုမှာစိုက်တဲ့အပင်တွေပေါ့အဲ့ဒါတွေကိုပုံမှန်အပြင်မှာပေါ့ပုံမှန်လိုပဲစိုက်တဲ့ဟာပေါ့နော်အဲ့ဒါအရင်တော့အဲ့ဒါမျိုးတွေတုတ်တယ်နောက်တစ်ခါဒီကျောင်းတော့ကျတော့ကျွန်တော်ဟို ID နဲ့ပတ်သက်တဲ့ဟာပေါ့အပင်နေအမီဖော်တဲ့ဟာပေါ့ဒီအပင်ကဘာအပင်လဲဆိုတာအမီဖော်တဲ့ဟာတွေနဲ့ဆိုတော့အပင်တွေရရင်းနေတာပေါ့အဲ့လိုပေါ့နောက်တော့ငယ်တော့ hobby ရတော့ငါးတွေမွေးရတယ်ရန်ပေါ်ကြငါးတွေမွေးရတော့အထက်မှာလို့ပင်ကန်ကြီးဆင်တာပေါ့ရှောက်ထည့်တာပေါ့ဒီရရရှောက်ထည့်တယ်အဲ့ဒါမျိုးလောက်တာငါးကိုမွေးရ4တန်းလောက်ကနေအဲ့ဒါတွေစောက်လောက်တာပေါ့အပင်ကန်တွေတက်တက်မမွေးရလောက်ပြီးတော့7တန်း9တန်းလောက်ဒီစလောက်ဖြစ်တယ်အဲ့နောက်ပိုင်းမှာမလောက်ဖြစ်တော့ချိန်မပေးနိုင်တဲ့အခါမှာလေအဲ့ခုနောက်ပိုင်းကျတော့ဒီဘက်လိုင်းအောင်ရောက်တာဒီပင်ကန်လိုင်းအောင်ပို့ဟိုရေလဲရတဲ့တသနာတွေပါလည်းမရှိတော့ဘူးနာမည်ကျွန်တော်တို့လည်းအဆင်ပြေတဲ့ဟာမျိုးပေါ့နော်ဒါကိုတွေ့လို့ဒီအားလောက်ဖြစ်သွားတာပေါ့ terrarian လေးတွေကဘယ်လိုဘာနဲ့တူလဲဆိုလို့ရှိရင်သူကဟို ecosystem ပေါ့ gear စနစ်အသေးလေးပေါ့ကိုယ့်ရဲ့အိမ်ထဲမှာခေါ်ထားလို့ရတဲ့ gear စနစ်အသေးလေးပေါ့နောက်ခေါ်ထားလို့ရတဲ့ယူထားလို့ရတဲ့အပြင်ဘာလုပ်လို့ရတယ်ဆိုတော့ကိုကြိုက်တယ်လို့ဖန်တီးလို့ရသေးတယ်ပေါ့နော်ကိုယ်တစ်တော်ပုံစံလေးကြိုက်တယ်ဆိုရင်ကိုယ့်အခန်းထဲမှာပဲဖြစ်ပါပဲတစ်တော်လိုမျိုးလေးဖန်တီးထားလို့ရတယ်ပေါ့ပုံမှန်ဆိုရင်အဲကွန်ကန်နေဆိုရင်ဒီတိုင်းအပင်စိုက်ထားဖို့အဆင်မပြေဘူးလေအဆင်မပြေတဲ့ခါကျတော့အပင်အဲကွန်ကန်မှာအပင်စိုက်တဲ့ခါကျရင်အရွက်6တာလို့ပါဖြစ်တဲ့ခါကျတော့ဒီလိုမျိုးအဖုံးပိတ်ကလေးနဲ့ပေါ့ပလင်းဆိုရင်အဖုံးပိတ်ကလေးနဲ့ဒါမှမဟုတ်ရှင်အဲ့လိုမျိုးထားတဲ့ခါကျရင်အဲကွန်ကန်ထဲမှာပဲဖြစ်ပါဖြစ်အပင်လေးတွေထားလို့ရသွားပြီပေါ့နော်နောက်တစ်ခါရေတကွန်လေးတွေပါလေးဆိုလို့ရှိရင်လည်းကိုယ့်ဟိုဒီညဟိုလှုပ်တွေပါလုပ်ပြီးတော့ညဘက်အိမ်ပြန်ရောက်တဲ့အခါမှာပေါ့ဟိုပလက်ထိုးကြည့်လိုက်တာနဲ့ရေသေးတွေစီးနေတာမျိုးဟိုတဘာဝရှုခင်းဟို TV ကနေကြည့်ရတာနဲ့မတူဘူးပေါ့ပုံနေချိတ်ထားတာနဲ့မတူဘူးသူကဘာဆိုကိုယ့်ရှေ့မှာမျက်မြင်ကိုယ်တွေအတန်လဲကြားရမယ်အဲ့လိုမျိုးလေးပေါ့အဲ့လိုခံစားချက်ကလေးပေါ့နော်
အဲ့လိုခံစားချက်ကလေးကိုကျွန်တော်တို့နှစ်ယောက်လည်းအဲ့လိုမျိုးခံစားရတာပေါ့နော်စလို့ချင်းရတော့ပေါ့နော်ရင်တစ်ထိတ်ထိတ်နဲ့ပေါ့ခံစားရတာလေမူတက်မှာဆိုတော့နောက်ပိုင်းကျတော့အစင်သူ့နီးသူ့ဟန်ကြပါတဲ့ခါကျတော့အဲ့ဒီဟာခံစားချက်တဲ့ဒီသူ့ရဲ့အလှသူ့ပြည့်ရဲ့ဟိုအလှအပပေါ့နော်ငိမ့်ချမ်းတာပေါ့လေအဲ့လိုမျိုးခံစားချက်ကလေးခံစားရတာပေါ့နော်အဲ့တော့ကျွန်တော်တို့လည်းအဲ့လိုခံစားရတယ်လို့ကြီးနေတဲ့သူတွေထဲမှာလည်းအဲ့လိုမျိုးလေးတုတ်ရှင်တဲ့သူတွေရှင်ဆမ်းပြီးတော့လုပ်ကြည့်ဖို့အကြံပြုပါတယ်ကျွန်တော်တို့ဒီအရင်ကိုဗစ်ကာလတော့ပေါ့နော်ကိုဗစ်ကာလတော့ဆိုရင်ကျွန်တော်တို့လူတွေကအပြင်လဲတိတ်မထွက်ရဘူးလေလိုမှပဲထွက်ရတယ်ဆိုတော့ဟိုအိမ်ထဲမှာနေရတဲ့အချိန်ကပိုများတာပေါ့နော်အိမ်ထဲမှာနေရတဲ့အချိန်ပိုများတဲ့ခါကျရင်လုပ်ဆရာကဘာမှမရှိဘူးလုပ်ဆရာကဖုန်းသုံးရင်မသုံးရင် DVD ဒါပဲပေါ့နော်ဒီ electronic ပစ္စည်းတွေနဲ့ပဲကျွန်တော်ကဟိုအချိန်ဖြုံးရတာပေါ့အချိန်ဖြုံးတဲ့ခါကျရင်အပြင်ကလည်းထွက်လို့မရဘူးဆိုတဲ့ခါကျတော့ကိုယ်ဘေးနားပတ်ဝန်းကျင်မှာရှိတဲ့အရာလေးတွေနဲ့ကိုယ့်ရဲ့စိတ်ပျော်ရပေါ့စိတ်ထွက်ပေါက်တစ်ခုဖန်တီးလို့ရတာပေါ့နော်အဲ့လိုဖန်တီးတဲ့အခါမှာကျွန်တော်ဘာတွေလုပ်ကြလဲဆိုတော့ဟိုအပင်အိမ်ထဲမှာအင်ဒိုအပင်လေးတွေစိုက်ကြတယ်အဲ့တော့ကိုဗစ်မှာတော့ကကြတော့ဟိုအပင်စိုက်တဲ့ဥစ္စာဒီ trend တစ်ခုတောင်ဖြစ်သွားတယ်ဘာဖြစ်ဆိုတော့အပင်တွေစိုက်ထားတဲ့အခါကျရင်ကျွန်တော်ဟိုအောက်ဆီဂျင်လည်းရတယ်ပေါ့နော်ကျွန်တော်တို့တက်လေအောက်ဆီဂျင်လည်းရတဲ့အခါကျတော့အခန်းလေလည်းတက်နေပေါ့ဒီလို community တွေuser check ကလေးတွေကျွန်တော်တို့အပင် black market ကအဲ့တုန်းကတော်တော်လေးပိုအရင်တော်တော်လေးခစ်စားသွားတယ်ပေါ့နော်ခစ်စားသွားတဲ့အခါမှာပုံမှန်အပင်ဟိုအိုးတစ်လုံးနဲ့အပင်စိုက်တာမျိုးလဲရတယ်လို့ဘယ်လိုမျိုးလေးစိုက်လို့ရတယ်ကျွန်တော်တို့ဒီ terrain လေးတွေနဲ့အဲ့လိုမျိုးဖန်တီးပြီးတော့စိုက်လဲရတယ်ပေါ့ဒါကြတော့ဟိုအပင်စိုက်တဲ့အခါမှာဟို modify ဖြစ်သွားတာပေါ့ modern planting ပေါ့အဲ့လိုမျိုးလေးစိုက်လို့ရတယ်ပေါ့နော်ဒီမျိုးစိုက်ကြပါပေါ့ကျော်ရန်လေးတွေစလောက်တဲ့ခါမှာခက်ခဲရတော့ကျွန်မဆုံးနေတော့ပစ္စည်းရှာဝယ်ရတာပေါ့နော်ရှာဝယ်ရတယ်အဲ့တော့ပလင်းတွေရှာဝယ်ရတော့ခက်ခဲရှိတယ်ကြောက်ခဲတွေဘာတွေဘောလို့တော့အဲ့ဒါတွေတော့ခက်ခဲရှိခဲ့တယ်နောက်ပိုင်းမှာကန်ဆင်းတော့ပြဿနာဘာတွေဖြစ်လဲဆိုတော့မှုတက်တာဖြစ်တယ်မှုတွေတက်ပြီးတော့မှုကပင်ကြီးတွေအကုန်ပေသွားတယ်မှုတက်ပြီဆိုအဲ့လိုလေးဖြစ်တာပေါ့နော်ပြဿနာပင်တွေအထဲမှာမှုမတက်ပဲမှန်တော့ပင်တွေကတေသွားတာပေါ့ပင်နဲ့တေသွားတယ်ရိသွားတယ်အထက်မှာဘာလို့လဲမသိပဲလို့ရိသွားတယ်ဖြစ်တတ်တယ်ခါတည်းကျရင်အထက်မှာဟိုရေများသွားတယ်ပေါ့ humanity များပြီးတော့ပင်တွေပုတ်သွားတယ်ဖြစ်တယ်ပြီးခါလေးကျရင်ပူတယ်အခန်းကပူတဲ့အခါမှာအထက်ကအပင်တွေကရိသွားတယ်ရိရင်မရင်အပူချိန်နဲ့တော့မိုးတက်သွားပြီးတော့မှဒီကံပြတ်သွားတာပေါ့နော်အဲ့လိုမျိုးတွေကြုံခဲ့ရတယ်နောက်ပိုင်းတော့ဟိုတစ်ထိပ်နဲ့စာတွေဖတ်ရတာပေါ့နော်ဒါတွေဖြည့်ရှင်းဖို့လေ့လာရင်ဘယ်လိုလုပ်လဲတော့ Terrain ညောင်တို့ကအေးတဲ့နေရာမှာထားတယ်နေဘူးထဲမှာမထားတော့ဘူးနေဘူးထဲထားလို့မရဘူးအေးတဲ့ညမှာထားမယ်ပြီးရင်မိုးဈေးတွေဖြန်းရတယ်ပေါ့နော်မိုးနိုင်အောင်မိုးဈေးတွေဖြန်းတယ်ပြီးရင်ကန်နေစင်တဲ့အခါမှာလို့မစင်ခင်ကသုံးမှတ်ပစ္စည်းတွေကိုတတ်နိုင်ရှင်းဖြစ်အောင်လုပ်ထားလိုက်တယ်ပေါ့နော်အဲ့လိုလေးတွေရောဖြည့်ရှင်းခဲ့ရတာပေါ့ကျွေးရင်းတွေတော့အစပိုင်းမှာကျွန်တော်တို့ကပေါ့ပေါ့နော်ကျွန်တော်လည်းရိုင်းမနိုင်တဲ့ခါကျတော့ပလင်းလေးတွေပဲလောက်ဖြစ်တယ်အဲ့ပလင်းအသေးလေးတွေရောင်းတယ်ရောင်းရင်လည်းနောက်ပိုင်းကျတော့မှကျွန်တော် market ချဲ့တဲ့အနေနဲ့နည်းနည်း heavy ဖြစ်တာလေးစလုပ်တယ်ပေါ့နော်အဲ့လို set တွေသုံးလာတယ်အဲ့လို lighting stand လေးတွေနဲ့အဲ့လိုနောက်ပိုင်းကျရေတကွန်လေးတွေသုံးမယ်အဲ့လိုမျိုးပေါ့နော်နည်းအရင်နဲ့မတူတာမျိုးတွေပေါ့မရိုးအောင်လို့နော်အသက်လေးတွေဖန်တီးခဲ့တယ်ဒီဟာလေးကတော့ကျွန်တော်တို့ပထမဆုံးစလုပ်တဲ့ Terrain လေးတွေဖြစ်ပါတယ်နော်ဒါလေးတွေကတက်တန်အပြင်ကျွန်တော်9လကျော်6လနီးပါးရှိပြီဒီဟာလေးဒီထဲမှာဒီဟာဆိုရင်ဒါအရင်ဆုံးစပြီးလုပ်ကြည့်တာမှဒီမှာအပင်ကတော့ကျွန်တော် Dorsera delay ပေါ့နော် carnivorous အပင်ကိုတုံးထားတယ်သူ့တဘာဝမှာပေါက်တဲ့ပုံစံမျိုးကျွန်တော်ဖန်တီးထားတာပေါ့နော်ဒီထဲမှာဆိုကျွန်တော်တို့ကပင်ကူပေါ့ carnivorous တစ်မျိုးပဲအဲပင်ကူကိုမှကျွန်တော်တို့ကနည်းနည်းခြားပုံစံတစ်မျိုးလေးပေါ့နော်သူတဘာဝမှာပေါက်တာမျိုးမဟုတ်ဘူးပုံစံတစ်မျိုးလေးကျွန်တော်လုပ်ထားတယ်ပေါ့နော်ဟုတ်ကဲ့ကျွန်တော်တို့ Terra နဲ့ဒီ hobby channel မြန်မာနဲ့ပူးပေါင်းတင်ဆက်ပြတဲ့ဒီဗီဒီယိုလေးကိုအဆုံးထိကြည့်ရှုပေးတဲ့ကြောင့်
ကျေးဇူးအများကြီးတင်ပါတယ်နောက်ပိုင်းမှာကျွန်တော် Terrain ကန်လေးဘယ်လိုလုပ်တယ်ဆိုတာလေးတွေကို tutorial လေးတွေရှိတဲ့ကြောင့်မလို့စပ်ပြီးတော့ဆောက်မှကြည့်ရှုပေးပါအောင်လို့ပြောချင်ပါတယ်ညာကျေးဇူးတင်ပါတယ် subscribe လုပ်ထားဖို့မမီ